ပရိသတ်တွေမသိသေးတဲ့နေထွက်ရဲ့အကြောင်းကျင်မော်ဇလန်တွဲတဲ့ကလူကြိုက်အများဆုံးဖြစ်ခဲ့တဲ့မင်းမညာနဲ့တင်းနုရင်စုံတွဲလေးဟာလိုက်ပတ်တဘာဝကြလွန်းလို့ဇလန်ပြီးသွားချိန်မှာတော့ပရိသတ်တွေရဲ့ရင်ထဲမှာနာမည်ရင်းတွေပျောက်သည့်အထိဆွဲကြက်နေခဲ့တဲ့ဇက်ကောင်လေးတွေဖြစ်ပါတယ်။နေထွက်ဟာခန်းဆိုးဆိုးပီတီတီချစ်ကန်ကန်ကောင်လေးမင်းမညာဖြစ်၎င်းဆိုဗီယက်တစ်စင်ကတော့နုနုရွရွအေးအေးချမ်းချမ်းနဲ့ချစ်တက်လွန်သူကောင်မလေးတင်းနုရင်ဖြစ်ကျင်မော်ဇလန်ထဲမှာတရုပ်ဆောင်ထားပါတယ်။တကယ်အပြင်လောကမှာနေထွက်ကဘာတူလဲနေထွတ်ဟာငွေကြေးတောင်းတင်တဲ့မိသားစုတိုင်းဝိုင်းကကြီးပြင်းလာသူဖြစ်ပြီးနာမည်ကြီးတိုနီထွန်းထွန်းရဲ့တူတီတော်သားဖြစ်ပါတယ်ထူးခြားတာကနေထွတ်ဟာအမှုပညာလောကကိုစတင်ဝင်ရောက်လာကြတဲ့ကဖခင်ရဲ့ပုံရိပ်ကိုမသုံးပဲကိုထုကိုထားမှတ်တိုင်တစ်ခုရအောင်စူးစမ်းခဲ့သူဖြစ်ပြီးဂီတလောကမှာကိုယ်တိုင်ဖန်တီးမှုတွေနဲ့နာမည်ရထားသူတဦးဖြစ်ပါတယ်ပထမဆုံးနေထွတ်ရဲ့ပြောစမှတ်စတင်ခဲ့တဲ့ဖန်တီးမှုကတော့ cover song တစ်ခုဖြစ်တဲ့ဆီယမဆိုတဲ့သချင်းလေးဖြစ်ပါတယ်လိတ်ဆိုတဲ့နာမည်နဲ့ဂီတလောကကိုဝင်ရောက်လာသူဖြစ်ပြီးပရိသတ်တွေရဲ့အားပေးမှုထက်ဝေဖန်မှုတွေအများကြီးရခဲ့ပြီးလူတော်တော်များများဘလိတ်တော့မဟုတ်နေထုတ်ကိုအဲ့ကနေစတင်တည်လာခဲ့ကြပါတယ်။နောက်ပိုင်း dance တွေသချင်းတွေ music ပိုင်းတွေကိုယ်တိုင် arrangement လုပ်ဖန်တီးပြီးလူကြိုက်များလာသူလေးလည်းဖြစ်ပါတယ်။ဂီတလောကမှာနေထုတ်ရဲ့ခုချိန်ထိသူများနဲ့မတူပဲဖန်တီးမှုတိုင်းကတမှုထူးနေတာကြောင့်ချီးကျူးစရာအရန်ကောင်းပါတယ်။လိတ်ဆိုတဲ့နာမည်ကခေါ်ရခက်တာကြောင့်နေထုတ်လို့ပဲသူ့ကိုလူတွေသိစေခဲ့သူဖြစ်ပါတယ်။အနုပညာလောကမှာသူ့နာမည်ဘယ်လိုရလာတာလဲ။နေထုတ်ဟာသူ့တဘာဝကိုကတီထွင်ဖန်တီးရတာကိုကြိုက်တဲ့သူဖြစ်တာကြောင့်ရှေးခေတ်စကားဟောင်းတွေဥပမာဖိုးဟောင်းတင်စတဲ့နာမည်ကြီးစကားတွေကိုအသက်သွင်းပြီးအတန်နဲ့ရုပ်တစ်ထက်သေးဖြစ်အောင်ပြန်လည်စမ်းသစ်တရုပ်ဆောင်ပြတာကြောင့်ပရိသတ်တွေစတင်သတိထားမိလာပါတယ်။နောက်ထပ်အခြားသောလူငယ်ဇလန်တွေတချို့မှာပါဝင်ခဲ့ပေမဲ့အရန်ကြီးတော့ပရိသတ်တွေသိမသိကြပါဘူး။အခုဇလန်တွေကျင်ပေါ်မှာတော့ဝိုင်းရင်တရုပ်ဆောင်စိုးပြည့်တစင်းနဲ့အတူနေထုတ်ဟာအန်ဝင်ခွင်ကြအပြိုင်တရုပ်ဆောင်နိုင်ခဲ့တာကြောင့်ဇက်ရုပ်ပြပြင်းလုံးလို့ပရိသတ်တွေရဲ့အားပေးမှုအခိုင်အမာရရှိထားပြီဖြစ်ပါတယ်။နေထုတ်ရဲ့ပြင်ပုံစံလေးဟာလည်းကြစ်ကန်ကန်ပုံစံလေးဖြစ်တာကြောင့်ပရိသတ်တွေအချစ်ပုံနေခဲ့ပါတယ်။လီလီဆယ်ပရိသတ်ကြီးတို့ရောနေထုတ်ရဲ့တရုပ်ဆောင်မှုကိုနှိမ့်ချိုက်အားပေးကြလားခင်ဗျာ။နေထုတ်ကိုဘယ်မှာစသတိထားမိတာလဲ။ comment မှာဖြေပေးသွားပါအောင်ခင်ဗျာ။